ဘာစီနောက်ကန်လူဂျန်နီ FS ရဲ့ဘွားကိုကယ်တင်ခဲ့ပူတဲ့ရန်နဒိုရဲ့စာနာမှုတွေကတော့တကယ်ကိုလက်ဖျားခါစရာပါစိတ်ညစ်နေတဲ့အချိန်မှာသူ့ဖန်တွေကိုစိတ်မကြည့်တဲ့အတိုင်းဆက်ဆံမိလိုက်တာကလွှဲရင်ရန်နဒိုကအပြစ်ပြောစရာလုံးဝမရှိတဲ့လူသားတူပါနောက်ပြီးတော့သူကအတော်လေးစာနာဝတ်ရှိပါတယ်စစ်ပွဲတွေကကလေးငယ်တူသူ့နာမည်ပါတဲ့အင်ကြီးကိုဝေထားတာတွေ့တော့လေရန်နဒိုကအဲ့ဒီစိတ်ဖြစ်တဲ့နိုင်ငံကိုအလူငွေတွေလူတန်းခဲ့ပါတယ်နောက်ပြီးတော့ဆူနာမီဖြစ်ခဲ့တဲ့နိုင်ငံကလူတယောက်ဆိုရင်သူ့နာမည်ပါတဲ့အင်ကြီးကိုဝေထားလို့ဆိုပြီးရန်နဒိုကအဲ့ဒီနိုင်ငံကိုအလူငွေတွေလူတန်းခဲ့ပူပါတယ်နောက်ပြီးတော့ကလေးငယ်တယောက်ကိုခွဲစိတ်ကူးသားဖို့လိုတယ်လို့မိခင်ဖြစ်သူကရန်နဒိုကိုစာဖို့ခဲ့တဲ့အချိန်မှာလေရန်နဒိုကအဲ့ဒီကလေးငယ်ကိုခွဲစိတ်ဖို့အတွက်ဒေါ်လာ1000နဲ့ချီကိုချင်းချင်းလူတန်းခဲ့ပါတယ်ဒါလည်းမဟုတ်သေးပါဘူးသူ့ရဲ့မဟာပြင်ဘက်ဘာစီလိုနာကစားသမားကြီးဒန်နီ FS ရဲ့ဘွားပြက်မလို့ဖြစ်ခဲ့တုန်းကလေရန်နဒိုကအခုလိုပဲကူညီခဲ့ပူပါတယ်ဒန်နီ FS ကအခုလိုပဲပြောပါတယ်ကျွန်တော်ကအမှုစစ်ခံရတော့ငါဆိုရင်ကျွန်တော်နားမှာဘယ်သူမှမရှိဘူးဘာစီလိုနာတင်းကခင်လာပါတယ်ဆိုတော့ကျွန်တော်အသင်းဝဟောင်းနေတာမှကျွန်တော်နားမှာမရှိဘူးကျွန်တော်ဘာဖြစ်လဲဘာလဲသတင်းလာမေးဖို့အဝေးပဲဖုန်းတော်တစ်ချက်မဆက်ကြပါဘူးဒီလိုနဲ့ပဲကျွန်တော်ထောင်ချသွားတယ်ကျွန်တော်ထောင်ချတဲ့အချိန်မှာတော့ကျွန်တော်ရှိနေကကျွန်တော်ကိုပြောပါတယ်မင်းကိုကူညီပေးနေတဲ့သူတယောက်ရှိတယ်တဲ့အဲ့ဒီလူကမင်းမထင်မှန်ထားတဲ့သူတဲ့မင်းနဲ့ရင်ဆိုင်ခဲ့မှုတဲ့မင်းရဲ့မဟာပြန်ဘက်တဲ့မင်းသူ့နာမည်ကြရုံတော်မဟုတ်ဘူးတဲ့ကျွန်တော်ရှိနေကျွန်တော်အဲ့လိုပြောတယ်အဲ့ဒါနဲ့ကျွန်တော်လေတော်တော်အံ့ဩသွားပါတယ်ဘယ်လိုဖြစ်မလဲဘောဆိုပြီးစဉ်းစားနေမိပါတယ်နောက်မှသိလိုက်ရတာကကျွန်တော်ထောင်ထဲရောက်တဲ့အချိန်မှာရောကျွန်တော်အမှုစိတ်ခံရတဲ့အချိန်မှာပါအစားဆုံးကျွန်တော်လိုအပ်သမျှကိုနောက်ွယ်ကနေကူညီပေးနေတဲ့သူဟာခရစ္စတီယာနိုပဲဆိုတော့သိလိုက်ရပါတယ်ဒီလိုနဲ့ပဲကျွန်တော်ပြန်လွတ်လာတဲ့အချိန်မှာရန်နဒိုကကျွန်တော်လိုအပ်သမျှကိုကူညီပေးပြန်ပါတယ်ကျွန်တော်သုံးဖို့ဘဏ်အကောင့်ကိုတော့မှသူပေးခဲ့ပါတယ်ကျွန်တော်မှအားနာလို့ဘာပြန်ပြောရမှမသိပါဘူးဒါပေမဲ့ကျွန်တော်ဖုန်းဆက်ပြီးတော့ကျေးဇူးတင်ပါတယ်ခရစ္စတီယာနိုကြီးငါမထင်တော့ဘူးပါဆိုပြီးတော့သူ့ကိုပြောလိုက်ပါတယ်ဒါပေမဲ့လည်းသူကရပါတယ်မင်းနဲ့ငါအကောင့်စောခိုက်တဲ့နေကိုတူတူရင်ဆိုင်ခဲ့မှုပါတယ်မင်းနဲ့ငါလည်းရင်ဆိုင်တဲ့ပရိသတ်တွေကလည်းဟင်းကလေးဟာကနေဖြစ်ခဲ့ရပါတယ်မင်းကကနဝဲတူပါပဲဒီလောက်ကတော့အေးစီပါဆိုပြီးတော့သူကပြန်ပြောပြီးဖုန်းချသွားပါတယ်ဒါပေမဲ့ခင်ဗျားတို့သိလားကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်ကိုအခုလိုကူညီပေးနေတဲ့သူတယောက်ကိုကျွန်တော်ဘာစီမှာကစားခဲ့တော့ကကျွန်တော်ကိုချိုးလိုက်ဖို့တိတောင်မှစဉ်းစားခဲ့ပူပါတယ်ကျွန်တော်ရန်နဒိုကိုလုံးဝကြည့်မရခဲ့ပါဘူးဒါပေမဲ့ဒီနေ့မှာရန်နဒိုကမကူညီခဲ့ဘူးဆိုရင်ကျွန်တော်လမ်းမေးရောက်နေမှာဆိုပြီးဒန်နီ FS ရန်နဒိုရဲ့ဆန္ဒမှုနဲ့ပတ်သက်ပြီးတော့အခုလိုပဲဖွင့်ရခဲ့ပူပါတယ်ဒါကြောင့်မဲ့ဒီဝမ်ဆန်နေဆိုပြီးခင်ဗျားတို့ဇုံမုံနေကြတဲ့ရန်နဒိုကသူ့ရဲ့ပြန်မဲ့ကိုတော့အခုလိုကူညီပေးခဲ့ဘူးလေဆိုတာသိရင်ခင်ဗျားတို့ရန်နဒိုကိုဘယ်လိုနည်းနဲ့မှမုန်းရမှာမဟုတ်ပါဘူးဒီတော့မိုးမြန်းလာတဲ့စိတ်နှလုံးပိုင်ရှင်ရန်နဒိုလိုလူသားမျိုးကိုဘယ်တော့မှထပ်ပြီးရှိလာမှာမဟုတ်တော့တဲ့လူသားတဦးဆိုပြီးကျွန်တော်တို့အနေနဲ့တောက်ဆုံးနိုင်တတ်မှတ်သွားရမှာဖြစ်ပါတယ်နောက်ပြီးတော့မုန်းညင်တယ်လည်းစုံမုန်းကြပါနဲ့လူသားဆန်မှုကိုကြော်လွန်ပြီးလုပ်ပြထားတဲ့လုပ်ရက်တွေဟာရန်နဒိုစီမှာများစွာရှိပါတယ်အရေးဆုံးလေးလာပြီးမှသာမုန်းတဲ့မမုန်းတဲ့ဆုံးဖြတ်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်